စီဝါပြတ်နေတဲ့သူတွေစီဝါကျနေတဲ့သူတွေစီဝါရေးအစင်မပြေဖြစ်နေတဲ့သူတွေငွေမဝင်ဖြစ်နေတဲ့သူတွေအကုန်လုံးဒီရတရားကိုသာပြုလုပ်ပါစီဝါရေးတွေ6လပိုင်းမှာတဟုန်တို့ပြန်လဲတိုးတက်လာလိမ့်မယ်စီဝါရေးတွေပြန်ပြီးတော့လဲအစင်ပြေလာလိမ့်မယ်စီဝါပြက်နေတဲ့သူတွေစီဝါကျနေတဲ့သူတွေအကုန်လုံးဒီရတရားကိုလှုပ်လိုက်ပြီဆိုတာနဲ့စီဝါရေးတွေပြန်လဲဥမော့လာပြီးတော့မှစီဝါရေးတွေပြန်လဲကောင်းမွန်လာလိမ့်မယ်နော်အယောင်းဝယ်လုံနေတဲ့သူတွေရောအလုံးကိုင်းအစင်မပြေတဲ့သူတွေရောငွေမဝင်တဲ့သူတွေရောလက်ပိတ်နေတဲ့သူတွေရောအတွက်ဆီယာဒီနေ့ရတရားလေးတစ်ခုပေးမယ်နော်ဒီရတရားကစီဝါပြက်နေတဲ့သူတွေတောင်ဒီရတရားကိုလုပ်ရင်စီဝါအမြန်ပြန်တက်စေတဲ့ရတရားဖြစ်တယ်ရတရားလည်းအရန်ဟိုမှာလွယ်ကူရိုးရှင်းတယ်ကုသိုလ်ပြုရတရားဖြစ်တဲ့အတွက်ကုသိုလ်လည်းရစေတယ်အကျိုးထူးတွေလည်းအများကြီးခံစားရတယ်ချက်ချင်းလက်ငင်းကိုမှနော်အစင်ပြေစေတဲ့ရတရားဖြစ်တယ်နော်အဲ့တော့ဒီရတရားလေးကိုဆရာတို့ဒီဗီဒီယိုတွေ့ရနေရနေစပြီးလုပ်ပါနေတိုင်းပြုလုပ်ဆရာမလိုပါဘူးနော်အဲ့တော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ပေါ့နော်ဒါကွေကာတစ်ခွက်ကတ်ရမှာဖြစ်ပါတယ်ဒါနော်ပြောင်းမှုကွေကာဖြစ်ပါတယ်ကွေကာအုပ်ပါနော်ကွေကာတစ်ခွက်ကတ်မယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပြီးရင်ဘီစကစ်ပေါ့နော်ဘီစကုတ်လို့လည်းခေါ်တယ်ဘီစကစ်လို့လည်းခေါ်တယ်နော်ဘီစကစ်မုတ်5ခုမိမိကြိုင်းနေတဲ့ရဘီစကစ်5ခုကိုမြတ်စွာဘုရားရှင်ကိုကတ်လူမယ်ပြီးရင်စီမီအဖြူရောင်တတိုင်းကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပူဇော်မယ်ပြီးရင်တောက်တော်ရေ9ခွက်ကပ်ပါမယ်ပြီးရင်ဂုံတော်9ပါးကို9ခေါက်ရွတ်မယ်24ပစ္စည်းအချင်းကို9ခေါက်ရွတ်မယ်ရွတ်ပြီးပြီဆိုတာနဲ့ဆရာတို့ပေါ့နော်ဒီအခုရောက်နေတဲ့6လပိုင်းမှာစီးပွားရေးတွေအမြန်ဆုံးတိုးတက်စေဖို့ဆရာတို့ဆူတောင်းပါစီးပွားလဲတက်လာလိမ့်မယ်အလုပ်ကိုင်လဲအဆင်ပြေလာလိမ့်မယ်ငွေလဲဝင်လာပါလိမ့်မယ်ဒီရတရားကိုပြုလုပ်လိုက်ပြီဆိုတာနဲ့အခုရောက်နေတဲ့6လပိုင်းမှာစီးပွားရေးတွေပြန်ကောင်းလာမယ်အလုပ်ကိုင်တွေအဆင်ပြေလာမယ်ထီတွေချဲတွေပေါက်လာမယ်အယောင်းဝယ်တွေကောင်းလာမယ်အကျွေးတွေကြေလာမယ်ကန်နေနေတာတွေပျောက်လာမယ်လိုရင်ဆန္ဒတွေအမြန်ဆုံးပြေးဝလာပါလိမ့်မယ်အဲ့ဒါကြောင့်မလို့ဒီရတရားကိုယုံကြည်နဲ့သာလုပ်ပါချက်ချင်းကိုမှအစွမ်းပြပြီးတော့အကျိုးထူးပါလိမ့်မယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေအကုန်လုံးလည်းဒီဗီဒီယိုလေးကို share ထားပေးပါကွန်မန့်မှာလည်းမိမိရဲ့နေ့နှံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီရာကိုငွေဝင်အောင်ဆူတောင်းပေးပါမယ်ပြီးတော့ဆရာရဲ့ဒီဘေးရင်ထူးမြောက်ဆိုတဲ့ဆရာရဲ့ TikTok account Facebook account ကိုလည်း like and follow လေးလုပ်ထားပေးပါလို့ဆရာပြောချင်ပါတယ်ဒီနေ့ဆရာအရန်အရေးကြီးတာလေးပြောချင်ပါတယ်အဲ့ဒါကတော့ဒီ6လပိုင်းဟာဆရာရဲ့မွေးလာလည်းဖြစ်တယ်မေထုံလာလည်းဖြစ်တယ်အဲ့တော့ဆရာရဲ့မွေးလာမှာဆရာပြိတ္တတွေအကုန်လုံးကိုဆရာကချမ်းသာစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့တိုးတက်စေခြင်းနဲ့ငွေတွေဝင်စေခြင်းနဲ့အဲ့ဒါကြောင့်မလို့ဆရာပြိတ္တလူဟောင်းတွေရောလူသစ်တွေရောဒီ6လပိုင်းအတွက်ငွေဝင်ကျန်းစေပြီးတော့မှကံကောင်းစေတဲ့ရတရားကိုဆရာစီမှာလာအပ်လို့ရပါပြီเนาะဆရာပြိတ္တအားလုံးဆရာရဲ့မွေးလာဖြစ်တဲ့6လပိုင်းမှာဆရာပြိတ္တ9ရက်သားသမီးအားလုံးကိုဆရာကချမ်းသာအောင်ငွေဝင်လန်းတွေပွင့်အောင်လက်တွေပွင့်အောင်လက်တွေရွှင်အောင်ကံတွေကောင်းအောင်လို့ဆရာရတရားပြုလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဆရာပြိတ္တတွေအကုန်လုံးဆရာရဲ့ Viber တို့ Messenger တို့ Telegram တို့မှာဆရာစီမှာ6လပိုင်းအတွက်မိမိရဲ့နာမည်မွေးနေ့နေ့နံကိုပို့ပေးပြီးတော့မှရတရားစတင်အပ်လို့ရပါပြီဆရာအကုန်လုံးအဆင်ပြေအောင်လုပ်ပေးပါမယ်အာမခံနဲ့ပြုလုပ်ပေးပါမယ်ကံကောင်းစေရမယ်ငွေဝင်စေရမယ်အခုဖြစ်နေတာအားလုံးပြေလည်ပြီးတော့မှအဆအဆရရအစီပြေအောင်ပြုလုပ်ပေးမှာဖြစ်ပါတယ်